ဇလန်းစမှာတော့ဆောင်းစုဟိုဟာအတောင်မှန်ပါတဲ့ပရိစိတ်ဘရင်တကောင်တိုင်းအကျင့်နဲ့တိုက်ခိုက်နေရတာကိုတွေ့ရမှာပါတိုက်ပွဲကတကယ်ကိုပြင်းထန်လွန်းလို့စုဟိုတယောက်အတော့လေးယုံကန်ကြရပေမဲ့နောက်ဆုံးမှာတော့အနိုင်ရရှိသွားခဲ့ပါလေဒါပေမဲ့စုဟိုဟာတခုခုထူးဆန်းမိတာကိုတတိထားမိလိုက်တယ်အဲဒါကတော့ဒီပရိစိတ်လားသူ့ကိုတိုက်ခိုက်ဖို့ထက်အခွင့်အရေးတွေအများကြီးပေးပြီးဝေခွဲမိတာဖြစ်နေတယ်လို့မျိုးတုံ့ဆိုင်နေကြတာပါဒီပွဲပြီးမှတော့စုဟိုဟာ level ဆက်ပိုက်တက်လာပြီးနောက်ဆုံးမှာတော့ level 99ကိုရောက်ရှိသွားခဲ့ပါလေဟာတော်သေးတာပေါ့တကယ်ကိုနီးတယ်ဆိုပြီးသူတပ်ပြင်းချနိုင်ကြတာပေါ့စုဟိုကအခုဆို level 99ထိရောက်နေပြီဖြစ်လို့ဒီထက်ပိုတက်မှာမဟုတ်တော့ဘူးလို့ယူဆပြီးအိမ်ပြန်ရတော့မယ်လို့ပြောနေကြတာပါဒါပေမဲ့စုဟိုရဲ့ပျော်ရွှင်မှုကခဏလေးတည်းမှာပဲသူ့ရှေ့မှာနောက်ထပ်ဂိတ်တစ်ခုထပ်ပွင့်လာပြန်ပါပဲဘာလဲနောက်ထပ်ဂိတ်တစ်ခုလားလို့သူအံ့ဩနေတော့မှာပဲသူပပလဲမှာအဆုံးမရှိတဲ့ဘလူးအုပ်ကြီးငကားကြီးတွေနဲ့အောက်စတဲ့တော်တွေဝိုင်းရလာပါတော့တယ်သူလည်းပဲကွန်ဖက်ကိုဖြစ်နေပေမဲ့လေဒီညံသူတွေကတော့ရောမတော့ပဲပို့တိုးလာနေတယ်လို့ပါပဲဒီနေရာမှာထူးခြားလိုက်ကရန်သူတွေထဲမှာအရေးစစ်တဲ့တော်တွေရဲ့ပုံစံမျိုးတွေပါဝင်နေတာပါစုဟိုကဒီလိုအရေးပုံစံရှိတဲ့ကုန်းတွေက boss တွေကြည့်ရမယ်လို့ကောက်ချက်ချလိုက်ပြီးသူတို့ကိုအရင်ဆုံးရှင်းထုတ်ဖို့ဆုံးဖြတ်လိုက်ပါလေတိုက်ပွဲပြင်းထန်နေတော့မှပဲအရှင်ဝါကြီးမားလုံးနဲ့အရေးစစ်တဲ့တော်သူကိုပေါ်လာခဲ့ပါလေသူကစုဟိုကိုကြည့်ပြီးအနာယူခြင်းနေမီတဲ့မှာငါစစ်ပွဲဝင်ခဲ့လားနှစ်ပေါင်း30တောင်ရှိသွားပြီပဲလို့ပြောလိုက်ပါလေဒီစကားအရာစုဟိုအခုလေ့ကျင့်နေတဲ့နေရာကအချင်းစီးစဲမှုကွဲပြားနေတာကိုသိနိုင်ပါလေအဲ့ဒီစစ်တဲ့တော်ကြီးကစုဟိုကိုဒုသခင်ကြီးဖြစ်လာနိုင်တယ်လို့ဆိုလိုက်ပြီးမင်းဟာငါတို့သခင်ရဲ့မျက်စိကျခြင်းကိုခံရတဲ့ထူးချွန်တဲ့စစ်တဲ့တော်တယောက်ပဲဒါပေမဲ့ငါရဲ့စွမ်းအားအကြည့်ကိုမင်းတောင်းခံနိုင်မှမလားဆိုပြီးစိန်ချော်လိုက်ပါတော့လေစုဟိုဟာအဲ့ဒီစစ်တဲ့တော်စီကနေထွက်ပေါ်လာတဲ့ပြင်းထန်လုံးနဲ့ဖိအားကြောင့်လှုပ်ရှားရတာတော့ခက်ခဲလာခဲ့ပါလေစုဟိုဟာဒီအရေးပုံစံနဲ့ boss တွေကိုအယုံရှိမယ်လို့ကြံရွယ်ထားပေမဲ့သူ့ရဲ့ခန့်မှန်းချက်တွေမှားယွင်းသွားခဲ့ပါလေဘာဖြစ်လို့လဲဆိုတော့သူ့ရှေ့မှာနောက်ထပ်အရေးစစ်တဲ့တော့3လောက်ထက်မကထက်ပေါ်လာလို့ပါပဲအဲ့ဒီထဲမှာမော်လောင်မွေးကိုကြိုက်ထားတဲ့အရေးကငါမှတောင်မွေးတကူရှိသွားတော့ငါရဲ့ပေါက်ကွဲမှုတွေကပိုပြီးအံ့ဩဖို့ကောင်းလာတာပဲလို့ပြောရင်အဲရမှပေါက်ကွဲမှုကြီးကိုဖန်တီးလိုက်ပါတော့တယ်စုကိုတယောက်အံ့အားသင်ပြီးဟာဆိုပြီးရဲယုံကလွဲလို့ဘာမှမတတ်နိုင်တဲ့အခြေအနေနဲ့ဒီ chapter ကိုအဆုံးသတ်ထားပါလေစုကိုတယောက်ဒီ level 99အတားအဆီးကိုကြော်ဖြတ်ပြီးတကယ် level 100ကိုရောက်နိုင်ပါမလားဆိုတာကတော့နောက်အခန်းတွေမှာဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျလဲဆိုရင်စုံငုံအားသားကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ခင်ဗျာနောက်ထပ် manhwa recap တွေကိုလည်းအမြန်ဆုံးတင်ဆက်ပေးသွားပါအောင်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်အားသားပါ